မျှတမှုဆိုတာဘာလဲမျှတမှုဆိုတဲ့စကားလုံးလေးကိုကျွန်တော်တို့အားလုံးငယ်ငယ်ကတည်းကကြားဖူးခဲ့ကြတာပဲမဟုတ်လားဒါပေမဲ့တကယ်ပဲမျှတမှုဆိုတာဘာလဲလို့တယောက်ကလာမေးရင်တော့ချက်ချင်းအဖြေထွက်ဖို့ခက်သွားတတ်ပါတယ်တချို့ကလည်းလူတိုင်းကိုအညီမျှခွဲဝေပေးတာမျှတတာပဲလို့ထင်ကြသလိုတချို့ကြတော့လည်းလိုအပ်ချက်ပေါ်မူတည်ပြီးဖြစ်စီပေးတာမှတကယ်မျှတမှုလို့မြင်ကြပြန်ပါတယ်ပထမဆုံးအနေနဲ့ရိုးရိုးရှင်းရှင်းဥပမာလေးတစ်ခုနဲ့စဉ်းစားကြည့်ပါမယ်စပွဲပေါ်မှာပန်းသီး၃လုံးရှိတယ်လူ၃ယောက်ရှိတယ်ဆိုပါစို့တယောက်ကိုတစ်လုံးစီခွဲပေးလိုက်ရင်ဒါလူတိုင်းမြင်တဲ့ပုံမှန်အညီမျှခွဲဝေမှုပေါ့ဒါပေမဲ့အဲ့ဒီ၃ယောက်ထဲကတယောက်ကရဲ့အတော်ကြာဘာမှမစားရသေးလို့အရန်ဘိုက်စာနေပြီးနောက်တစ်ယောက်ကတော့သမင်းစားပြီးခါစားမှုဘိုက်ဖြစ်နေတယ်ကျန်တဲ့တစ်ယောက်ကတော့ပန်းသီးနဲ့ဓာတ်မတဲ့လို့စားလို့မရဘူးဆိုရင်ရောအားလုံးကိုပန်းသီးတစ်လုံးစီအသင်းပေးလိုက်တာတကယ်ပဲမျှတမှုဖြစ်ပါဦးမလားဒီနေရာမှာပဲကျွန်တော်တို့ကအညီအမျှဖြစ်ခြင်းနဲ့မျှတခြင်းရဲ့ကွာခြားချက်ကိုစပြီးမြင်လာရတာပါအညီအမျှဖြစ်ခြင်းဆိုတာလူတိုင်းကိုတူညီတဲ့အရာတစ်ခုပေးတာကိုပြောတာဖြစ်ပြီးမျှတမှုဆိုတာကတော့လူတိုင်းရဲ့မတူညီတဲ့လိုအပ်ချက်တွေနောက်ခံအခြေအနေတွေကိုနားလည်ပေးပြီးသူတို့နဲ့ကိုက်ညီတဲ့အရာကိုပံ့ပိုးပေးတာကိုဆိုလိုတာဖြစ်ပါတယ်ဒါကိုပိုပြီးကိုယ်ကွယ်ပြပြမြင်တာနောက်ထပ်ပုံရိပ်လေးတစ်ခုနဲ့တွေးကြည့်ရအောင်အားကစားကွင်းတစ်ခုရဲ့အုတ်တိုင်းနောက်ကနေအတွင်းထဲကပွဲစဉ်ကိုရက်ကြည့်နေတဲ့အရက်မတူတဲ့လူ၃ယောက်ရှိတယ်လို့မြင်အောင်ကြည့်လိုက်ပါတယောက်ကအရက်ရှိတယ်ဒုတိယတယောက်ကအရက်အလယ်လက်ရှိပြီးတတိယတယောက်ကတော့အတော်လေးအရက်ပူပါတယ်သူတို့အားလုံးအုတ်တိုင်းကိုကြော်မြင်နိုင်ဖို့အတွက်တူညီတဲ့အမြင့်ရှိတဲ့တစ်တာတစ်လုံးစီပေးလိုက်တယ်ဆိုပါစို့အဲ့ဒီအခါအရက်ရှိတဲ့သူကတော့တစ်တာမပါလဲမြင်ရတဲ့အပြင်ပိုပြီးတော့အမြင်ကျသွားမယ်အရက်လဲလက်ရှိတဲ့သူကတော့တစ်တာပေါ်ရက်ပြီးကွက်တစ်မြင်ရမယ်ဒါပေမဲ့အရက်ပူတဲ့သူခင်ဗျားတော့တစ်တာပေါ်တက်ရက်ရင်တော့တတိုင်းကိုကြော်မမြင်ရသေးပါဘူးဒါလူတိုင်းကိုတူညီတဲ့အခွင့်အရေးပေးလိုက်ပြီးမဲ့တကယ်တော့မမျှတသေးတဲ့သဘောဖြစ်ပါတယ်တကယ်မျှတမှုဖြစ်ဖို့ဆိုရင်တော့အရက်ရှိတဲ့သူဟာတစ်တာမလိုတဲ့အတွက်သူတစ်တာကိုအရက်ပူတဲ့သူကိုပေးလိုက်ရပါမယ်အဲ့ဒီအခါအရက်ပူတဲ့သူဟာတစ်တာနှလုံးဆင်းရဲသွားနိုင်တဲ့အတွက်တတိုင်းကိုကောင်းကြော်မြင်သွားရလိမ့်မယ်အားလုံးပွဲကြည့်ခွင့်ရသွားကြမယ်ပေါ့ဒါလူတိုင်းကိုသူတို့ရဲ့လိုအပ်ချက်လိုက်ပံ့ပိုးပေးခြင်းအဖြစ်ဖန်တီးယူရတဲ့မျှတမှုပဲဖြစ်ပါတယ်ဒါကြောင့်မျှတမှုဆိုတာတကယ်တော့စာအုပ်ကြီးထဲကစီမင်းစည်းကမ်းတွေကြီးပဲမဟုတ်ပါဘူးမျှတမှုရဲ့အဓိကတော့ချက်ကကိုယ်ချင်းစာတရားဖြစ်ပါတယ်တစ်ဖက်လူရဲ့နေရာမှာဝန်ခံစားจิตတတ်တဲ့စိတ်သူ့ရဲ့အခက်အခဲကိုနားလည်ပေးနိုင်တဲ့စိတ်ရှိမှသာကျွန်တော်တို့ကတကယ်မျှတမှုကိုဖော်ဆောင်နိုင်မှာပါမေတ္တာစုတစုထဲမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်လူတွေအားလုံးတူညီတဲ့စွမ်းရည်တူညီတဲ့နောက်ခံတွေရှိကြတာမဟုတ်ပါဘူးတချို့ကမြန်ဆက်သင်ယူနိုင်ကြပေမဲ့တချို့ကြတော့အချိန်ယူပြီးမှတဖြည်းဖြည်းနားလည်တတ်ကြပါတယ်တချို့ကစကားပြောကောင်းပေမဲ့တချို့ကြတော့အလုပ်ထဲမှာလက်တွေ့လုပ်ပြရတာကိုပိုအားတန်ကြပါတယ်အဲ့ဒါလိုမတူကွဲပြားတဲ့လူတွေကိုတူညီတဲ့ပေတံတစ်ခုထဲနဲ့တိုင်းတာပြီးဆုံးဖြတ်မယ်ဆိုရင်တော့ဘလို့မှမျှတနိုင်မှာမဟုတ်ပါဘူးတကယ်တော့ကျွန်တော်တို့ရဲ့နေ့စဉ်လူမှုဘဝတွေထဲမှာလည်းမျှတမှုကိုအမြဲတမ်းရှာဖွေတည်ဆောက်နေကြရတာပါကလေးဘဝကစားကွင်းကလေးကစပြီးဒါမတရားဘူးဟွာကမှတရားတယ်ဆိုပြီးအငင်းပွားခဲ့ကြတဲ့အမတ်တရားတွေရှိဖူးကြမှာပါအဲ့ဒီတော့ကမျှတမှုဆိုတာအလက်ကျကစားတာစီကံအတိုင်းဆော့တာမျိုးဖြစ်နိုင်ပါတယ်လူကြီးဖြစ်လာတဲ့အခါမှာတော့မျှတမှုဟာဘူပြီးကျယ်ပြန့်နဲ့ဆိုင်လာပါတယ်ကိုစိုက်ထုတ်လိုက်တဲ့စ조사အားထုတ်မှုနဲ့ရရှိလာတဲ့ရလဒ်ထိုက်တန်မှုရှိရလားကိုယ့်ပေါ်သူတစ်ပါးလေးစားမှုရှိရလားကိုကရောသူတစ်ပါးပေါ်တန်ဖိုးထားဆက်ဆံရလားဆိုတဲ့မေးခွန်းတွေအထိပါဝင်လာပါတယ်အခုရှိတာမျှတမှုဆိုတာအမြဲတမ်းပြီးပြည့်စုံနေတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးခါတည်းမှာလူတစ်ယောက်အတွက်မျှတတယ်လို့ထင်ရတဲ့အရာကနောက်တစ်ယောက်အတွက်မမျှတသလိုခံစားရစေတတ်ပါတယ်ဒါကြောင့်ပဲကမ္ဘာပေါ်မှာငင်းခုန်မှုတွေအယူဆကွဲပြားမှုတွေရှိနေကြတာပေါ့ဒါပေမဲ့အရေးကြီးတာကကျွန်တော်တို့ဟာမျှတမှုရှိတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့အမြဲတစေစူးစမ်းနေကြဖို့ပါပဲအချင်းချင်းပွင့်ပွင့်လင်းလင်းဆွေးနွေးကြမယ်နားထောင်ပေးကြမယ်တစ်ဖက်လူရဲ့အခြေအနေကိုစာနာစိတ်နဲ့ကြည့်ပေးကြမယ်ဆိုရင်
ကျွန်တော်တို့အားလုံးဟာပုံမမျှတတဲ့လူဖွဲ့စည်းတစ်ခုကိုဖန်တီးနိုင်မှာသိချပါတယ်။နောက်ဆုံးအနေနဲ့ပြောရရင်မျှတမှုဆိုတာလူတိုင်းကိုတူညီတဲ့အဝတ်အစားအရွယ်အစားတစ်ခုတည်းပေးဖို့တာမျိုးမဟုတ်ပါဘူး။လူတိုင်းနဲ့တော်မဲ့အဝတ်အစားမျိုးရရှိအောင်ဖန်တီးပေးတာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ဘေးနားလူတွေကိုကြည့်တဲ့အခါသူတို့မှာဘာတွေကွာခြားချက်တွေရှိနေလဲသူတို့ရဲ့တကယ်လိုအပ်ချက်ကဘာလဲဆိုတာကိုချင်းစာစိတ်လေးနဲ့အရင်ဆုံးမြင်အောင်ကြည့်ပေးဖို့လိုပါတယ်။မျှတမှုရဲ့အစအဲ့ဒီကိုချင်းစာတရားနဲ့နားလည်မှုလေးကနေပဲစတင်တာဖြစ်ပါတယ်။